ဒါပြတတိုက်ကဘန်တစ်ခုကိုဝင်တိုက်ကြတယ်ပိုက်ဆံမယူပဲဓာစာခံတွေကိုအဝတ်အစားတွေချွတ်ခိုင်းခဲ့တယ်သူတို့ကပိုက်ဆံမယူပဲဘာတွေလုပ်ဖို့ကြံစီနေကြတာလဲရဲတွေအထဲကိုဝင်စီးနှင်းလိုက်တဲ့အချိန်မှာတော့ဓာပြတယောက်မှကိုမတွေ့ရတော့ပဲဓာစာခံတွေကလည်းဘေးကင်းနေတဲ့အပြင်ပိုက်ဆံတွေလည်းတပြားမှမပြောက်သွားခဲ့ပါဘူးဒါပေမဲ့ဒီဓာပြတွေက1.2 ဘီလီယံတောင်မြတ်သွားခဲ့တယ်ဆိုတာကိုတော့ရဲတွေလုံးဝထင်မှတ်ထားမှာမဟုတ်ပါဘူးဘလို့လှုပ်သွားကြတာလဲဒီနေ့မှာတော့ Wall Street ကဘန်တစ်ခုကိုဓာပြ၄ယောက်ရောက်လာခဲ့ပါတယ်ဓာပြခေါင်းဆောင်ကအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်လိုဟန်ဆောင်ပြီးဘန်ထဲကိုခက်တီတီနဲ့ဝင်လာခဲ့ကစောင့်ကြည့်ကင်မရာတွေကိုအားပြင်းတဲ့အနီအောက်ရောင်ကြီးနဲ့ထိုးလိုက်တာကြောင့်ကင်မရာတွေအကုန်လုံးမေးသွားခဲ့ပါတယ်တစ်ချိန်တည်းမှာပဲစေးတုပ်သမားတွေအဖြစ်ရုပ်ဖြတ်ထားတဲ့သူ့ရဲ့အပေါင်းပါတွေကနောက်ပေါက်ကနေဝင်လာပြီးတကားကိုအတွင်းကနေလှုပ်ချလိုက်ပါတယ်လုံခြုံရေးဝန်ထမ်းကမေးမြန်းဖို့လှုပ်လိုက်တဲ့အချိန်မှာပဲတင်းနဲ့တလက်ကသူ့ကားကိုလာထောက်ထားလိုက်ပါတယ်အပေါင်းပါတွေကလည်းဘန်ထဲကလူတွေကိုစတင်ထိန်းချုပ်လိုက်ပြီးမိခိုးပုံးတွေပြစ်လိုက်တင်းနဲ့ချင်းချောက်လိုက်လုပ်တာကြောင့်ဓာစာခံ90လုံးကိုအလွယ်တကူပဲထိန်းချုပ်လိုက်နိုင်ပါတယ်ကင်းလှည့်နေတဲ့ရဲတွေကဘန်ထဲမှာမိခိုးတွေထွက်နေတာမြင်တော့လာစစ်ဆေးကြပါတယ်ဒါပေမဲ့ဓာပြတွေကနင်းနေမှမကြောက်တဲ့အပြင်တကားဖွင့်ပေးပြီးဘန်ဓာပြတိုက်နေတာပါရဲစခန်းကိုမြန်ဖုံးဆက်လိုက်ပါလို့တောင်ပြောလိုက်ပါသေးတယ်ပြီးတာနဲ့ဓာပြတွေကဓာစာခံတွေစီကနေဖုံးတွေနဲ့တော့တွေကိုတင်လိုက်တော့အကုန်လုံးကငြိမ်ကုန်နေကြပေမဲ့ဘန်မန်နေဂျာကတော့ညံများပြီးဖုံးအိမ်မှာကြံခဲ့တယ်လို့လိန်ပြောလိုက်ပါတယ်ဓာပြတွေကအလုရှုံမခံပဲတခြားဘန်ဝန်ထမ်းတယောက်ရဲ့ဖုန်းနဲ့မန်နေဂျာဖုန်းကိုခေါ်လိုက်တဲ့အခါရုံးခန်းထဲကနေဖုန်းမိတန်ထွက်လာခဲ့ပါတယ်မန်နေဂျာကတော့ရုပ်ရှင်တွေကလိုပဲသူ့ကိုစံပြအနေနဲ့တက်ပစ်တော့မယ်လို့တွေးပြီးကြောက်လန့်တကြားဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့ဓာပြတွေကသူ့ကိုမတက်ပဲအခန်းတစ်ခုထဲဆွဲခေါ်ပြီးဝိုင်းရိုက်လိုက်ကြပါတယ်လူမတက်လိုက်ပေမဲ့ဒီလိုဝိုင်းရိုက်လိုက်တာကတခြားဓာစာခံတွေကိုချင်းချောက်ဖို့လုံလောက်သွားခဲ့ပါတယ်သူတို့ကဓာစာခံတွေကိုအဝတ်တွေအကုန်ချုပ်ခိုင်းပြီးဓာပြတွေနဲ့စင်တူတဲ့ဝတ်စုံတွေကိုလဲဝတ်ခိုင်းလိုက်ကအဖွဲတစ်ဆက်ဖွဲ့ခွဲပြီးမတူညီတဲ့အခန်းတွေထဲမှာပိတ်လောင်ထားလိုက်ပါတယ်ရဲတပ်ဖွဲ့ကြီးရောက်လာပြီးတဆောက်အုံလုံးကိုပိတ်ဆို့ထားလိုက်ကြကရေစိုးမြောင်းကအစမလွတ်တမ်းဝိုင်းထားပြီးစနိုက်ပါသမားတွေလည်းအစင်သင့်ဖြစ်နေကြပါတယ်ဒီနေ့တော့ဓာပြတွေပြေးပေါက်မရှိပိတ်မိနေပါပြီဒီစစ်စင်ရေးရဲ့ခေါင်းဆောင်ဖြစ်တဲ့လူမေးရဲ့အရာရှိကဓာစာခံ90ရှိနေတာကြောင့်စိတ်ပြင်းထန်မလို့ပဲငြိမ်နေလိုက်ပါတယ်ဓာပြတွေရဲ့ချင်းချောက်မှုကြောင့်ဓာစာခံတယောက်နှလုံးရောဂါဖောက်လာတဲ့အခါဓာပြတွေကသူ့ကိုပြန်လွတ်ပေးလိုက်ပါတယ်ဒီအချက်ကြောင့်ပဲလူမေးရဲ့အရာရှိကဒီဓာပြတွေဟာရက်ဆက်ကြမ်းကြုတ်တဲ့လူသက်သမားတွေမဟုတ်ပဲကိုကျင့်တရားရှိသေးတဲ့အတွက်ညှိနှိုင်းလို့ရနိုင်မယ်လို့ထင်သွားခဲ့ပါတယ်သူကဓာပြတွေနဲ့စကားပြောဖို့ကြိုးစားပေမဲ့ဓာပြတွေကသူ့ကိုလုံးဝအယူမဆိုင်ပါဘူးရဲအရာရှိကများအထက်ကအခြေအနေနဲ့ဓာပြတွေရဲ့စိတ်ကိုအကဲခတ်လို့မရပဲအပြင်မှာပဲစိတ်ပူနေရပါတယ်ပုံမှန်ဆိုရင်ဓာပြတွေကအာသာနေပြီးမို့ပိုက်ဆံယူပြီးထွက်ပြေးရမှာဖြစ်ပေမဲ့သူတို့လုပ်ရက်တွေကတော့နားလည်ရခက်နေပါတယ်သူတို့ကပိုက်ဆံတွေအပြည့်ရှိတဲ့ငွေတိုက်ကိုကြည့်ပြီးစိတ်မဝင်စားသလိုရတနာတွေရှိတဲ့ကိုပိုင်တစ်တာတွေကိုလည်းစိတ်မဝင်စားကြပါဘူးနောက်ဆုံးမှာတန်မိုးရှိတာဘာမှမရှိတဲ့ပစ္စည်းတို့လောင်ကန်းကိုရောက်သွားပြီးစိတ်ဝင်စားသွားကြပါတယ်ဓာပြဖြစ်ပြီးပိုက်ဆံစိတ်မဝင်စားဘူးဆိုတော့ကျင့်ဝတ်သိက္ခာမရှိဘူးလို့ပဲပြောရမလို့ဖြစ်နေပါတယ်သူတို့ကစင်တွေကိုဖယ်လိုက်ပြီးကျမ်းပြင်ကိုထုခွဲလိုက်ရခဏကြာတော့အပေါက်ကြီးတစ်ခုဖြစ်လာတာကြောင့်မြေလောင်ကောင်းတူးပြီးထွက်ပြေးမလို့လားဆိုပြီးတန်တရားဝင်စရာဖြစ်နေပါတယ်ရဲတွေအကြံရခတ်နေတော့မှပဲဓာပြတွေကတစ်တာကြီးတစ်ခုလွှဲထားတဲ့နောက်ထပ်ဓာစာခံတယောက်ကိုလွှတ်ပေးလိုက်ပြန်ပါတယ်ဘုံပါလာမှဆိုးလို့ရဲတွေကတတိထားပြီးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ဓာပြတွေရေးပေးလိုက်တဲ့စာတစ်စောင်ကိုတွေ့လိုက်ရပါတယ်ည9 နာရီမှာကားနှစ်စီးနဲ့ရဟတ်ယာဉ်တစ်စီးကိုစီးပြီးဖြစ်ပြီးအစင်တက်လှုပ်ထားပေးပါတနာရီကျော်တိုင်းဓာစာခံတယောက်ကိုတပ်ပစ်မယ်လို့စာထဲမှာရေးထားပါတယ်အဲ့ဒီအချိန်မှာပဲဘန်ပိုင်ရှင်ဖြစ်တဲ့ဆမ်မင်ဖြူနဲ့အဖိုးအိုတယောက်ရောက်လာခဲ့ပါတယ်ဒီဘန်ကသူ့ရဲ့ဘန်ခွဲတစ်ခုသာဖြစ်ပြီးသူ့ကြွယ်ဝမှုအရာလူကိုယ်တိုင်လာစရာမလိုပေမဲ့အခုချိန်မှာတော့သူကအရန်ကိုစိုးရိမ်ထိတ်လန့်နေပုံပေါက်နေပါတယ်တိတာတာကတော့ဒီဘန်ထဲမှာလူတိခံလို့မဖြစ်တဲ့သူ့ရဲ့ရှုပ်ဝက်ချက်တွေရှိနေတာတေချာပါတယ်သူကကားနဲ့ရဟတ်ယာဉ်အတွက်ကိုပိုင်ငွေနဲ့အကုန်ကြခံမဲ့ဓာပြတွေကိုလွှတ်ပေးလိုက်ပါလို့ရဲတွေကိုပြောပါတယ်လူမေးရဲ့အရာရှိကတော့လက်မခံပါဘူးအခုကိစ္စကဘန်ပိုင်ရှင်ကလွှတ်ပေးလိုက်ပါလို့ပြောရုံနဲ့ပြီးသွားမဲ့ကိစ္စမဟုတ်တော့ပါဘူးဘန်ပိုင်ရှင်ကိုပြန်လွှတ်ပြီးနောက်ရဲအရာရှိကဓာပြတွေနဲ့ဆက်လက်ညှိနှိုင်းနေခဲ့ပါတယ်ဓာပြတွေကဓာစာခံတွေကိုအုပ်စုခွဲပြီးပိတ်လောင်ထားတာကရည်ရွယ်ချက်ရှိလှုပ်ဆောင်ထားတာဖြစ်ပါတယ်သူတို့ကခဏကြာတိုင်းဓာစာခံတွေကိုနေရာလဲပြီးရောနှောပိတ်လောင်လေးရှိပါတယ်ဓာစာခံတယောက်ကအခြေအနေကိုရိပ်မိသွားပြီးဓာပြတွေကရဲတွေဝင်လာရင်ခွဲခြားမရအောင်သူတို့နဲ့တူတဲ့ဝတ်စုံတွေဝတ်ခိုင်းထားတာဖြစ်လို့ရဲတွေရဲ့လက်ချက်နဲ့အသေးခံရမဲ့အတူတူဓာပြတွေကိုပြန်တိုက်ခိုက်ကြမယ်လို့ပြောလာပါတယ်ဒါပေမဲ့သူကိုယ်တိုင်ကဥမဆောင်ရဲတယ်လို့တခြားလူတွေကလည်းမကြတာကြောင့်ဘယ်သူမှရှေ့ထွက်မလာကြပါဘူးသူ့စကားကိုဓာပြတွေကြားသွားပြီးဝိုင်းရိုက်ခံလိုက်ရတာပဲအဖက်တင်သွားခဲ့ပါတယ်နောက်ပိုင်းမှာဓာပြတွေကဓာစာခံတွေကိုအခန်းခဏပြောင်းခိုင်းပြီးသူတို့ပေါင်းပါတွေကလည်းဓာစာခံဖြစ်ဟန်ဆောင်ကအခန်းတွေထဲကိုဝင်ရောက်ရောနှောနေခဲ့ကြပါတယ်မကြခင်မှာပဲဓာပြတွေကကိုပိုင်တစ်တာတွေကိုစိတ်ဝင်စားလာပြီးတစ်တာတစ်လုံးကိုဖွင့်လိုက်တဲ့အခါစိန်အိတ်တွေနဲ့စာရက်စာတမ်းဖိုင်တစ်ခုကိုတွေ့လိုက်ရပါတယ်ဓာပြတွေပြုံးလိုက်ကြတယ်ဒါကသူတို့ဒီနေ့လာရတဲ့ရည်ရွယ်ချက်ပဲဖြစ်ပါတယ်အပြင်မှာရှိတဲ့ဘန်မိုင်ရှင်ကတော့ဓာပြတွေဖွင့်လိုက်တဲ့တစ်တာကသူ့တစ်တာဖြစ်နေပြီးအထက်ကစာရက်စာတမ်းတွေကသူ့ဘဝနဲ့ရင်းရမယ့်အရာတွေဖြစ်နေတာကြောင့်ငုံမတက်ဖြစ်နေပါတော့တယ်သူကချက်ချင်းပဲပြေးလဲအောင်ညှိနှိုင်းပေးမဲ့အမျိုးသမီးတစ်ယောက်ကိုလွှတ်လိုက်ပါတယ်ဒီအမျိုးသမီးကမြို့တော်ဝန်မှာသူတိထားတဲ့ရှုပ်ဝက်ချက်တွေနဲ့အကြက်ကင်ပြီးရဲတွေပူးပေါင်းလာအောင်မြို့တော်ဝန်ကိုပြောခိုင်းလိုက်တာကြောင့်မြို့တော်ဝန်ခန့်များမတက်တာပဲဝင်ပါပေးရပါတယ်အမျိုးသမီးကဓာပြတွေနဲ့အဆက်အသွယ်ရယူပြီးသူကရဲမဟုတ်တယ်လို့ဘန်ကလူလည်းမဟုတ်ကြောင်းပြောပါတယ်ဒီစကားကြတော့ဓာပြခေါင်းဆောင်ကတစ်ဖက်လူဘာလုပ်တဲ့သူလဲဆိုတာသဘောပေါက်သွားပြီးတွေးဆုံဖို့လက်ခံလိုက်ပါတယ်
ရဲအရာရှိက10မိနစ်အချိန်ပေးလိုက်ပါတယ်10မိနစ်ပြည့်လို့အမျိုးသမီးကဗန်ထဲကနေဘေးကင်းစွာပြန်ထွက်လာခဲ့ပေမဲ့ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကိုပြောပြဖို့ညှဉ်းဆန်ခဲ့တာကြောင့်ရဲအရာရှိစိတ်ထင်မကျဖြစ်သွားပါတယ်သူကိုယ်တိုင်ဓာပြတွေကိုဆက်သွယ်ပြီးခင်များတို့လိုချင်တာတွေပြင်ဆင်ထားပြီးဒါပေမဲ့ဓာစာခံတွေဘေးကင်းရဲ့လားဆိုတာကိုယ်တိုင်ဝင်ကြည့်မယ်လို့ပြောလိုက်ပါတယ်ဓာပြတွေကရဲအရာရှိလိန်ပြောနေမှန်းသိပေမဲ့လက်ခံလိုက်ပါတယ်တယောက်တည်းလာရမယ်ညံများရင်ဘုံခွဲပစ်မယ်လို့ချိန်ချောက်လိုက်ပါတယ်ရဲအရာရှိကတယောက်တည်းဝင်သွားခဲ့ပါတယ်ဓာပြတွေကဓာစာခံတွေကိုလိုက်ပြပြီးနောက်ရဲအရာရှိကဓာပြတွေကိုလက်နက်ချဖို့တက်ညာခွင့်ရအောင်စူးစမ်းပေးမယ်အထူးရဲတပ်ဖွဲ့ဝင်စီးရင်အခွင့်အရေးရမှာမဟုတ်ဘူးလို့ပြောဆိုစည်းရုံးပါတယ်ဓာပြခေါင်းဆောင်ကတော့နင်းနေမှမကြောက်ပဲရဲတွေရဲ့စီးမင်းကိုသူတိကြောင်ဓာစာခံတွေထိခိုက်မှုမရှိတဲ့ရဲတွေအတင်းဝင်စီးလို့မရကြောင်းပြန်ပြောပါတယ်အတင်းဝင်စီးလို့လူသေးသွားရင်ပြည်သူလူထုရဲ့ဝေဖန်မှုတံကိုရဲတွေခံနိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်ကားနဲ့ရဟတ်ရင်ကိုသာအတာတက်ကြီးပြင်ဆင်ပေးလိုက်ပါလာမလင်ပါနဲ့လို့ဓာပြကပြောပါတယ်ရဲအရာရှိကလက်မလျှော့ပဲအပြင်မှာရဲတွေဝိုင်းထားတယ်ရေစိုးမြောင်းကအစလူရှိတယ်ခင်များတို့လွတ်မယ်ထင်လားလို့မေးပါတယ်ဓာပြခေါင်းဆောင်ကတော့သူလွတ်မြောက်မဲ့အပြင်တကားမကြီးကနေတောင်ခက်တီတီနဲ့ထွက်သွားပြမယ်ယုံလားလို့မေးလိုက်ပါတယ်ကိုရှိမှာဒီလောက်လေကြီးနေတဲ့ဓာပြကိုကြည့်ပြီးရဲအရာရှိစိတ်လိုက်မှန်မှဖြစ်သွားကအခန်းထဲမှာဓာပြခေါင်းဆောင်တယောက်တည်းရှိနေတာမို့ဝင်လုံးပြီးတိုက်ခိုက်လိုက်ပါတယ်မျက်နှာဖုံးကိုဆွဲချခါနီးမှာပဲတခြားဓာပြတယောက်ရောက်လာပြီးသူ့ကောင်းကိုတင်းနဲ့ချိန်လိုက်ပါတယ်ရဲအရာရှိကတေးပြီးလို့တွေးလိုက်ပေမဲ့ဓာပြတွေကဆဲဆိုယုံသာဆဲဆိုပြီးသူ့ကိုဗန်ထဲကနေဘာမှမဖြစ်စေပဲမောင်းထုတ်လိုက်ပါတယ်ဒီဖြစ်ပျက်ကြောင့်ရဲအရာရှိကဓာပြတွေဟာဟန်ပြချင်းချောင်းနေတာလို့တွေးမိပြီးလူတက်ရဲမှာမဟုတ်ဘူးလို့ကောက်ချက်ချလိုက်ပါတယ်သူကအတင်းဝင်စီးဖို့ပြင်ဆင်နေအောင်မှာပဲဓာပြတွေစီကဖုံးဝင်လာပြီးဒုတိယထပ်ကိုကြည့်ထားဖို့ပြောပါတယ်ရဲအရာရှိနဲ့စကားပြောပြီးတာနဲ့ဓာပြတွေကဓာစာခံတယောက်ကိုပြစ်တက်ပြလိုက်တာကြောင့်ရဲအရာရှိလည်းတာဝန်ကနေရက်ဆက်ခံလိုက်ရပြီးအထူးရဲတပ်ဖွဲ့ခေါင်းဆောင်ကတာဝန်လွှဲယူလိုက်ပါတယ်အခုဓာစာခံတည်သွားပြီဖြစ်လို့စက်ညှိနှိုင်းစရာမလိုတော့ပါဘူးအထူးရဲတပ်ဖွဲ့ခေါင်းဆောင်ကဝင်စီးဖို့ဆုံးဖြတ်လိုက်ပါတယ်လောဆယ်တီးရတလောက်ဓာစာခံနဲ့ဓာပြတွေကဝတ်စုံတူတူဝတ်ထားကြပါတယ်ဓာစာခံတွေကိုမှားမသိမိအောင်ရောပါကြီးစံတွေတုံးပြီးအကုန်လုံးကိုပြစ်ခတ်ဖမ်းဆီးကစစ်ဆေးဖို့အစီအစဉ်ဆွဲလိုက်ပါတယ်အစီအစဉ်ဆွဲပြီးတာနဲ့လူမင်းရဲ့အရာရှိကဓာပြတွေပေးလိုက်တဲ့တစ်တာထဲမှာအတန်ဖန်းဆက်ပါလာတာကိုတွေ့သွားပြီးရဲတွေရဲ့အစီအစဉ်ကိုဓာပြတွေကြားနေရကြောင်းသိလိုက်ရပါတယ်သူကအထူးရဲတပ်ဖွဲ့ကိုလှမ်းထားပေမဲ့နောက်ကျသွားခဲ့ပါပြီးစစ်စင်ရေးစတင်နေပါပြီအဲ့ဒီအချိန်မှာပဲဗန်တကားပွင့်သွားပြီးဓာစာခံတွေအကုန်လုံးထွက်လာကြပါတယ်ဘသူကဓာပြဘသူကဓာစာခံမှမသိရသလိုလက်နက်ပါမပါမသိရတာကြောင့်ရဲတွေကရောပါကြီးစံတွေနဲ့ပဲတယောက်ချင်းစီပြစ်ခတ်ဖမ်းဆီးလိုက်ပါတယ်လူကုံလုံးကိုထိန်းချုပ်ပြီးတာနဲ့ရဲတွေဗန်ထဲဝင်စီးလိုက်ပေမဲ့ဓာပြရိတ်ရောင်တောင်မတွေ့ရတော့ပါဘူးတွေ့ရတဲ့တင်နက်တွေကလည်းကစားစရာတင်နက်တွေဖြစ်နေပါတယ်စောစောကလူတက်ပြတဲ့မြင်ကွင်းကလည်းရဲတွေကိုလှည့်စားဖို့တွေးတူတွေတုံးပြီးတရုတ်ဆောင်ပြသွားတာဖြစ်ပါတယ်တေချာရှာဖွေစစ်ဆေးပေမဲ့တယောက်မှမတွေ့ရသလိုဘုံလည်းမတွေ့လောင်ကောင်းလည်းမတွေ့ရပါဘူးတိတာတာကတော့ဓာပြတွေဟာအောက်ကဓာစာခံလူအုပ်ကြီးရဲ့မှာရောပါသွားပြီဖြစ်ပါတယ်နောက်တစ်ပတ်လုံးရဲတွေကလူတွေကိုစစ်ဆေးမင်းမြန်းပေမဲ့ဘသူကဓာပြလဲဆိုတာကိုဖော်ထုတ်လို့မရခဲ့ပါဘူးဖမ်းထားတဲ့သူတိုင်းမှာလည်းသူတို့ကဓာစာခံဖြစ်ကြောင်းတက်တေပြနိုင်မဲ့သူအနည်းဆုံး9ယောက်လောက်ရှိနေကြပါတယ်ရဲအရာရှိထူးဆန်းနေတာကသူနဲ့တွေ့ခဲ့တဲ့ဓာပြခေါင်းဆောင်နဲ့ပုံမှန်တန်ထန်တူတဲ့သူတယောက်မှမပါလာတာပါပဲမထွက်လာသေးတာလားလို့တွေးစရာရှိပေမဲ့ဗန်တပန်လုံးရှာဖွေပြီးမို့လူမရှိတော့တာတေချာပါတယ်ပိုပြီးထူးဆန်းတာကဗန်ထဲကပိုက်ဆံတပြားမှမပြောက်သလိုကိုပိုင်တစ်တာတွေလည်းမပြောက်ပါဘူးတင်နက်တွေကလည်းကစားစရာတင်နက်တွေဖြစ်နေပြီးလူလည်းအသေးအပြောက်မရှိခဲ့ပါဘူးဗန်ဓာပြတိုက်မှုလို့ပြောတာထက်နောက်ပြောင်မှုတစ်ခုလို့ပြောရင်ပုံမှန်ပါလိမ့်မယ်ရဲမှုကြီးကဗန်ပိုင်ရှင်ကလည်းအမှုမဖွင့်ဘူးဆိုတော့စက်မစစ်သေးတော့ပဲလူတွေကိုပြန်လွတ်ပေးပြီးအမှုပိတ်လိုက်ဖို့ပြောပါတယ်ရဲအရာရှိကမတင်ကားပေမဲ့မတက်နိုင်ပဲလူကုံလုံးကိုပြန်လွတ်ပေးလိုက်ရပါတယ်ဒါပေမဲ့စဉ်းစားလေဒေါသထွက်လေပါပဲအဲ့ဒီနေ့ကဓာပြပြောသွားသလိုပဲသူတို့ကတကားမကြီးကနေခက်တီတီနဲ့ထွက်ပြေးလွတ်မြောက်သွားခဲ့ကြပါတယ်ရဲအရာရှိကဗန်ထဲကပစ္စည်းတစ်ခုခုတော့ပျောက်ကိုပျောက်ရမယ်မဟုတ်ရင်ဓာပြတွေကဘာလို့ဒီလောက်အကြီးကျယ်လှုပ်စက်ခင်းနေမှာလဲလို့တွေးမိပါတယ်ဒါနဲ့သူကကိုပိုင်တိတ်တာအမှတ်တမ်းတွေကိုစစ်ဆေးကြည့်တဲ့အခါနံပါတ်390နှစ်တိတ်တာကဆယ်စုနှစ်များစွာအမှတ်တမ်းမရှိဘဲဖြစ်နေတာကိုသတိထားမိလိုက်ပါတယ်ရဲအရာရှိကဝရမ်းယူပြီးအဲ့ဒီတိတ်တာကိုဖွင့်ကြည့်လိုက်တဲ့အခါစိန်နှုံးကြီးတတုံးနဲ့စိန်နောက်ကိုလိုက်ပါဆိုတဲ့စာရိုလေးတစ်ဆောင်ကိုတွေ့လိုက်ရပါတယ်လက်ရေးကဓာပြတွေရဲ့လက်ရေးနဲ့အတူတူပဲဖြစ်နေပါတယ်ဒါကဓာပြတွေခြံထားခဲ့တဲ့တဲလုံဆဆိုတာတေချာသွားပါပြီဒီတိတ်တာတွေကပစ္စည်းတွေဟာဓာပြတွေရဲ့ပြစ်မှတ်ဖြစ်ပြီးပစ္စည်းပြောက်သွားတာတောင်ဗန်ပိုင်ရှင်ကအတန်မထွက်ရဲဘူးဆိုတော့မယိုးသားတာတေချာပါတယ်မကြခင်မှာပဲဒီတဲလုံဆက်ကနေတဆင့်ရဲအရာရှိကဗန်ပိုင်ရှင်ကိုဖမ်းဆီးလိုက်နိုင်ပါတယ်ဓာပြကိုမဖမ်းဘဲဗန်ပိုင်ရှင်ကိုဘာလို့ဖမ်းတာလဲလွန်ခဲ့တဲ့တစ်ပတ်ကအမျိုးသမီးနဲ့ဓာပြခေါင်းဆောင်ဆွေးနွေးခဲ့စဉ်ကိုပြန်ကြည့်ရအောင်ပါအမျိုးသမီးကရဲတွေကကားတွေလေရင်တွေစီစဉ်ပေးမှာမဟုတ်ဘူးအပြင်မှာပိုက်စိတ်တက်ရှာနေတာလွတ်လန်းမရှိဘူးလို့ချင်းချောက်ပါတယ်ဗန်ပိုင်ရှင်ကပြောပါတယ်အခုလက်နက်ချရင်ထောင်နှစ်3နှစ်လောက်ပဲကြမယ်ထောင်ကထွက်လာရင်ဒေါ်လာ2 သန်းပေးမယ်လို့ကမ်းလှမ်းပါတယ်ထောင်နှစ်3နှစ်လောက်နေပြီးဒေါ်လာ2 သန်းလာကားရမယ်ဆိုတော့ဗန်တိုက်ပြီးဘာမှမရပဲထောင်ကျမဲ့အစားအများကြီးတွက်ချေကြိုက်တာမို့ဓာပြတွေလက်ခံမယ်လို့သူထင်ခဲ့ပါတယ်ဒါပေမဲ့ဓာပြခေါင်းဆောင်ကဇလန်တပုတ်ပြောပြခဲ့ပါတယ်ဒုတိယကမ္ဘာစစ်တုန်းကနာဇီတွေကိုလူတိုင်းယုံမုန်းကြပေမဲ့စီးပွားရေးသမားတစ်ယောက်ကတော့သူ့သူငယ်ချင်းသူထေးကြီးကိုနာဇီတွေလက်ထဲအပ်လိုက်ပြီးသူငယ်ချင်းရဲ့စီးစိမ်တွေနဲ့နာဇီတွေပေးတဲ့စိမ်တွေကိုရယူခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီပိုက်ဆံတွေနဲ့ပထမဆုံးဘဏ်ကိုဖွင့်လှစ်ခဲ့ပြီးတဖြည်းဖြည်းနဲ့ဘဏ်ခွဲတွေအများကြီးပိုင်ဆိုင်လာခဲ့ပါတယ်အဲ့ဒီလူကဘယ်သူလဲဆိုတာခင်များသိမှာပါ
ကျုပ်ကဗန်ပိုင်ရှင်ရဲ့တစ်တာထဲမှာနာဇီတွေနဲ့အယောင်းဝယ်လုပ်ခဲ့တဲ့စာရက်စာတမ်းတွေနဲ့စိန်တွေကိုတွေ့ထားပြီးပြီကျုပ်ကစိန်တွေကိုပဲယူမယ်ဗန်ပိုင်ရှင်ကသဘောတူမှာပါစိတ်ချပါကျုပ်လို့သွားရင်ဒီစာရက်စာတမ်းတွေကိုတေချာသိမ်းထားမှာပါနောက်တစ်ချိန်ကျုပ်ဖမ်းခံရရင်ဒီစာရက်စာတမ်းတွေနဲ့ဗန်ပိုင်ရှင်ကိုအကြက်ကင်ပြီးကျုပ်ကိုလာခဲ့ခိုင်းပါလေအမျိုးသမီးကအန်တသွားပြီးကျမတို့အကူအညီမပါပဲဗန်ထဲကနေဘလို့ထွက်မှာလဲလို့မေးပါတယ်ကျုပ်ကတကားမကြီးကနေခက်တီတီနဲ့ထွက်သွားမှာပါမခက်ပါဘူးလို့ပြန်ဖြေခဲ့ပါတယ်တကယ်တမ်းကျတော့ဓားပြတွေက၄ယောက်မဟုတ်ပဲ၅ယောက်ဖြစ်ပါတယ်ဓားပြတစ်ယောက်ကအဆက်ကတည်းကဓားစာခံတွေကြားတဲ့ရောနှောနေခဲ့တာဖြစ်ပါတယ်နောက်ပိုင်းဓားစာခံတွေကိုအခန်းခဏပြောင်းပြီးခေါင်းဆောင်ကလွဲလို့ကျန်တဲ့ဓားပြတွေကဓားစာခံအတုနဲ့နေရာလဲပြီးဓားစာခံတွေကြားတဲ့မျက်မှန်နဲ့မိအောင်ဝင်ရောနေခဲ့တာဖြစ်ပါတယ်ဒါကြောင့်ရဲတွေကဘသူကဓားပြလဲဆိုတာမခွဲခြားနိုင်ခဲ့တာပါဓားပြခေါင်းဆောင်ကတော့အပြင်မထွက်ပဲပစ္စည်းတို့လောင်ကန်းထဲမှာသူတို့ဖန်တီးထားတဲ့ရှို့ဝက်ခန်းငယ်လေးထဲမှာပုံနေခဲ့တာဖြစ်ပါတယ်သူတို့ကျမ်းပြင်မှာတူးခဲ့တဲ့ကျင်းကလည်းခေါင်းဆောင်အပေါ်အလေးသွားဖို့တူးထားတာဖြစ်ပြီးအနက်မထွက်အောင်လုပ်ထားတာပါတပတ်ကြာလို့အမှုပိတ်သိမ်းပြီးဗန်ဖွင့်တဲ့အချိန်ကျမှခေါင်းဆောင်ကစိန်တွေနဲ့စာရက်စာတမ်းတွေကိုယူပြီးဗန်ထဲကနေခက်တီတီနဲ့ထွက်လာခဲ့ပါတယ်အစီအစဉ်ကပြီးပြည့်စုံပေမဲ့ရဲရရှိရောက်လာတာကတော့အစီအစဉ်ပြင်ဘက်ကဖြစ်ရတစ်ခုပါခေါင်းဆောင်ကရဲရရှိရဲ့ရိုးသားမှုကိုသဘောကျတာကြောင့်ဗန်ကထွက်ခါနီးမှာသူနဲ့ဝင်တိုက်မိအောင်ဆောင်ပြီးစိန်တလုံးကိုရဲရရှိရဲ့အိတ်ကက်ထဲထည့်ပေးလိုက်တာဖြစ်ပါတယ်တစ်တာထဲမှာစိန်နဲ့စာရက်ထားခဲ့တာကလည်းရဲရရှိကိုဗန်ပိုင်ရှင်ရဲ့မကောင်းမှုတွေကိုဖော်ထုတ်စေခြင်းလို့ဖြစ်ပါတယ်ရဲရရှိလည်းဗန်ပိုင်ရှင်ရဲ့အတိတ်ကရာဇဝတ်မှုတွေကိုဖော်ထုတ်နိုင်ခဲ့ပြီးယာဒူးတိုးသွားခဲ့ပါတယ်အိမ်ရောက်လို့အိတ်ကက်ကိုစမ်းကြည့်မှစိန်တလုံးကိုတွေးလိုက်ရပြီးအဲ့ဒီနေ့ကသူ့ကိုဝင်တိုက်သွားတဲ့သူဟာဓားပြခေါင်းဆောင်မှန်သဘောပေါက်သွားပြီးပြုံးလိုက်မိပါတော့တယ်ဒီဇကားကတာမန်ပန်ဓားပြကားတွေနဲ့မတူဘဲပိုက်ဆံကိုစိတ်မဝင်စားတဲ့ဓားပြတွေအကြောင်းရိုက်ကူးထားတာပါဇကားတွေကအကြီးမားဆုံးတရော်လောင်ပြောင်မှုကတော့ဓားပြတွေထက်ပိုဆိုးတာကသူတစ်ပါးရဲ့သွေးဆက်တွေပေါ်မှာအောင်မြင်မှုတိဆောက်ထားတဲ့အရင်းရှင်တွေပဲဖြစ်ပါတော့တယ်